ရေနံဈေးတက်ခြင်းဟာကမ္ဘာစီးပွားရေးအတွက်အရေးကြီးတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ရေနံဈေးတက်ခြင်း၏အဓိကအကြောင်းရင်းများမှာအောက်ခါနှင့်အောက်ဖက်ကုမ္ပဏီများကရေနံထုတ်လုပ်မှုနှုန်းကိုလျှော့ချခြင်းနိုင်ငံရေးပြောင်းလဲမှုများနှင့်စစ်ပွဲများကြောင့်ရေနံပေးပို့မှုကန့်သတ်ခြင်းကမ္ဘာစီးပွားရေးတိုးတက်မှုကြောင့်ရေနံလိုအပ်မှုများတိုးလာခြင်းတို့ဖြစ်ပါတယ်။ရေနံဈေးတက်ခြင်းသည်ကမ္ဘာစီးပွားရေးနှင့်အများပြည်သူ၏ဘဝအပေါ်ထိခိုက်မှုကြီးမားစွာရှိပြီးကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းများ၏လှုပ်ဆောင်မှုများကိုထိခိုက်စေပါသည်။ဤအခြေအနေကြောင့်လူထုအတွက်အခက်အခဲများပေါ်လာပြီးအလုပ်သမားများနှင့်အိမ်ထောင်စုများအတွက်ပြင်းထန်လာတဲ့စားသုံးစရိတ်များဖြစ်ပေါ်လာပါသည်။ရေနံဈေးတက်ခြင်းကြောင့်စားသုံးဆီဈေးများလည်းတက်လာပါသည်။ဆီဈေးများတက်လာခြင်းသည်နိုင်ငံတကာတွင်ထုတ်လုပ်မှုကုန်ကျစရိတ်များတိုးလာပြီးစားသုံးသူများအတွက်စားသုံးဆီဈေးများတိုးတက်လာခြင်းဖြစ်ပါသည်။ရေနံဈေးတက်ခြင်းကြောင့်စားသုံးဆီဘတ်စကားနှင့်တည်ယူပို့ဆောင်ရေးအတွက်လိုအပ်သောဆီနှင့်အခြားပစ္စည်းများကိုပိုမိုကြီးမားစွာဝယ်ယူရန်လိုအပ်ခြင်းဖြစ်လာပါသည်။စားသုံးဆီဈေးတက်ခြင်းသည်ကုန်ကျစရိတ်များကိုတိုးတက်စေပြီးစားသုံးသူများ၏နေ့စဉ်အသုံးစရိတ်တိုးလာခြင်းအပြင်စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုကောင်းများပါရှိသည်။ထို့အပြင်ပြည်တွင်းနှင့်နိုင်ငံတကာတောင်းဆိုမှုများတိုးလာခြင်းကြောင့်ဈေးကွက်ပေါ်တွင်ဈေးများတက်လျက်ရှိနေပါသည်။ရေနံဈေးတက်ခြင်းနှင့်စားသုံးဆီဈေးတက်ခြင်းသည်စီးပွားရေးလုပ်ငန်းများအိမ်ထောင်စုများနှင့်စားသုံးသူများအပေါ်ရင်းနှီးမြှုပ်နှံမှုများကုန်ကျစရိတ်များကိုတိုးတက်စေပြီးစားသုံးသူများအတွက်ပိုမိုခက်ခဲလာတာကိုခံစားရပါသည်။ဒါပေမဲ့စားသုံးဆီဈေးတက်ခြင်းနှင့်ရေနံဈေးတက်ခြင်း၏အကျိုးသက်ရောက်မှုများသည်စီးပွားရေးကိုထိခိုက်စေတတ်ပါသည်။ရေနံဈေးတက်ခြင်းဟာကမ္ဘာစီးပွားရေးအတွက်အရေးကြီးတဲ့ပြဿနာတစ်ခုဖြစ်ပြီးမြင်းအကျိုးသက်ရောက်မှုသည်နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး၎င်းလူထုဘဝ၎င်းတိုက်ရိုက်သက်ရောက်မှုရှိပါသည်။သို့သောအခုအခါကမ္ဘာရေနံဈေးပြောင်းလဲမှုကြောင့်မြန်မာနိုင်ငံအပါအဝင်အခြားနိုင်ငံများတွင်လည်းအခက်အခဲများပြုလုပ်လာပြီးဖြစ်ပါတယ်။ရေနံဈေးတက်ခြင်း၏အဓိကအကြောင်းရင်းများမှာပထမကမ္ဘာရေနံထုတ်လုပ်မှုလျော့နည်းမှုဖြစ်ပါတယ်။အဓိကရေနံထုတ်လုပ်နိုင်ငံများဖြစ်သော OPEC နှင့် OPEC တို့ကရေနံထုတ်လုပ်မှုကိုလျှော့ပေးခဲ့ခြင်းကြောင့်ရေနံဈေးများတက်လာခဲ့ပါတယ်။ရင်းတို့၏ထုတ်လုပ်မှုလျော့ချခြင်းသည်နိုင်ငံတကာရေနံဈေးကိုတက်ရောက်မှုရှိစေခဲ့ပါသည်ဒုတိယနိုင်ငံရေးအဖြစ်အပျက်များဖြစ်ပါတယ်။အကြမ်းဖက်မှုများဆက်လက်နေသောစစ်ပွဲများအထူးသဖြင့်အာရှနှင့်အနောက်အလယ်ပိုင်းဒေသများရှိနိုင်ငံရေးပြောင်းလဲမှုများကြောင့်ရေနံထုတ်လုပ်မှုလမ်းကြောင်းများကန့်သတ်ပြီးရေနံဈေးများမြင့်တက်လာပါသည်။ရင်းဟာကမ္ဘာတဝန်းတွင်စီးပွားရေးခက်ခဲမှုများဖြစ်စေပြီးလူထုတွင်အခက်အခဲများသည့်ဈေးနှုန်းမှုများလည်းတိုးလာစေပါတယ်။တတိယရေနံပမာဏလျော့နည်းမှုနှင့်တောင်းဆိုမှုတိုးလာခြင်းဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးတိုးတက်မှုအရရေနံလိုအပ်မှုများတိုးလာသလိုတပတ်လျင်ရောင်းချရမည့်အရေးသွေးမြင့်အရင်းမြစ်များကိုလည်းပိုမိုလိုအပ်လာတာကြောင့်ရေနံဈေးတက်လာပါတယ်။ထို့အပြင်သဘာဝဘေးအန္တရာယ်များဖြစ်သောလာလေ့လာမှုများကမ္ဘာပေါ်တွင်ရေအားစီးဝိုင်းကြီးများဖြစ်ခြင်းတို့ကြောင့်ထုတ်လုပ်မှုအတွက်ကောင်းမွန်တဲ့အရင်းမြစ်များကိုက်ညီမှုမရှိခြင်းများကြောင့်အခြားဈေးကွက်များကိုခေါ်ဆောင်ပေးပါတယ်။ဒါပေမဲ့မကြာမီကရေနံဈေးကျနိုင်လာပါသည်။အကြောင်းရင်းမှာOPECနိုင်ငံများလုပ်ငန်းလုပ်သားများတစ်တော်တိုး73အဖွဲ့များတွင်အလုပ်လုပ်နည်းပိုများအောင်လှုံ့ဆော်လိုက်ပြီးစီးပွားရေးအချိန်ပုံများတွင်ရေနံဈေးအမြင့်ဆုံးထားခေါ်လဲနိုင်ဖို့လိုအပ်နေတဲ့အကြောင်းခံယူရဆိုတဲ့ဗီယက်နမ်ကိုရီးယားရေပေါ်သုံးမှုများရေးစေပါတယ်